1992 ခုနှစ်မတ်လ 29 ရက်နေ့မနက်နိုးဆက်မြည်တမ်းနဲ့အတူနိုးထလာပြီးနကြက်နဲ့ဖနက်ကိုယူကလမ်းလျှောက်ထွက်လာတဲ့အမျိုးသားဟာဘတ်စကားဖြစ်ပါတယ်။လူတွေမရမနာပြေးလွှားနေရတဲ့အကြောင်းရင်းကပတ်စံအတွက်ပဲဖြစ်ပြီးအိန္ဒိယရဲ့မြို့တော်ဘုံဘေးမှာစီးပွားရေးနိုင်ငံရေးရုပ်ရှင်နဲ့အခြေခံကြတဲ့လုပ်ငန်းတွေနဲ့ငွေရှာလို့ရကြောင်းပြောနေခဲ့ပါတယ်။အရက်သားတွေသတင်းစာဖတ်နေရေးစတော့ရှယ်ယာဈေးကွက်ကိုနှသိုးတစ်ကောင်လိုဦးဆောင်နေတဲ့ဟာရှာမဲရာဟာဆိုင်သေးလေးတွေနဲ့သုံးမိန်းသမားတွေကိုမိတ်ဆက်ပေးခဲ့ပြီးအောင်မြင်အောင်လုပ်ခဲ့တာလို့ဆိုပါတယ်။ထားပါဒီဇလန်ဟာဟာရှာကြောင့်မဟုတ်ပဲဘတ်စကားဆိုတဲ့သူအကြောင်းဖြစ်ပြီးဘတ်စကားနေတဲ့လမ်းကြားတဲ့ကိုကားသုံးစီးဝင်လာကကားပေါ်ကဆင်းလာတဲ့သူကတော့ CBN စုံစမ်းစစ်ဆေးရေးမှူးလက်ရှမန်ရော့ဖြစ်ပြီးဘတ်စကားကိုဘန်ကိုလိုက်ခဲ့ဖို့ပြောပါတယ်။ဘန်ကိုရောက်တဲ့အခါလုံခြုံရေးကိုမီးဖွင့်ခိုင်းလိုက်ပြီးဘတ်စကားကိုထိုင်ခိုင်းလိုက်ပါတယ်။အစုရှယ်ယာနဲ့ဘန်စင်ရဲ့လွဲသုံးစားလုပ်တယ်ဆိုတဲ့ဆွဆွဲချက်ကြောင့်ဘတ်စကားရဲ့အိမ်ကိုမှွေနှောက်ရှာဖွေနေတဲ့အကြောင်းသူဇနီးကဖုန်းဆက်လာတဲ့အခါစိတ်ပူစရာမလိုပဲသူတို့နဲ့ပူးပေါင်းလိုက်ဖို့ပြောပါတယ်။ထိုအချိန်ဘန်ထဲကဖြူပြတ်သွားလို့စစ်ဆေးနေတာကိုရန်နာလဲရပါတယ်။ဒီဖြစ်ပျက်တွေရဲ့အစဟာမြို့လယ်မှာဆိုင်ငယ်မောင်းလာတဲ့အမျိုးသားမကရာဘန်ကစင်းကန်တယောက်ဖြစ်ပြီးရတဲ့လစာ UP 6000ပဲရှိပေမဲ့ဘန်ရွှေ3000ကျော်တင်နေတဲ့ဘတ်စကားဖြစ်ပါတယ်။မကရာဘန်ဟာ1980မှာပြည်သူ့ဘဏ်သိန်းတန်ကနေလွတ်မြောက်ခဲ့တဲ့ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီထဲကမန်နေဂျာဟီမန်ရူဟာဒေါသရန်ကြီးသူဖြစ်ပြီးရိုးသားကြိုးစားသူဘတ်စကားကိုအမြဲချီးကျူးတဲ့အပြင်နှစ်တစ်ကူတာဂက်တွေပြည့်ရင်တက်လာအတွင်းနားယူတော့မဲ့လက်ထောက်မန်နေဂျာယာလူရဖို့လေးလေးနက်နက်အကြံပြုပေးမယ်လို့ဆိုပါတယ်။အလုံကမ်းမန်နေဂျာဟာရောက်တာနောက်ကျပြီးစောစောပြန်တက်လို့ငွေသားတွေထွဲဖို့ဘတ်စကားကိုလုံခိုင်းလေးရှိပါတယ်။ဘတ်စကားဟာ3နှစ်အတွင်းရိုးသားကြိုးစားတဲ့အတွက်အကောင်းဆုံးဝန်ထမ်းစုတွေရခဲ့ပြီးရတဲ့အစုတွေပေါ်မှာဂုဏ်ယူနေတတ်ပါတယ်။ဘန်မှာ6လလောက်တင်ထားတဲ့ကားနေလေးကိုလိုချင်လို့စိတ်ကူးရင်နေတဲ့အချိန်တငယ်ချင်းဖြစ်သူကကားကိုဝယ်ဖို့အတွက်ဆိုရင်မင်းရဲ့ဘန်ကျွေးကိုအရင်ဆက်လိုက်အောင်လို့ပြောလိုက်ပါတယ်။10တန်းထိအတူတူတက်ခဲ့တဲ့တငယ်ချင်း2ယောက်မှာအောင်သွားတဲ့ဘတ်စကားဟာငွေကန်ဖြစ်လာပြီးကြာသွားတဲ့ဆမ်မှာတောက်တော်မဲရဖြစ်သွားပါတယ်။ဘတ်စကားဟာဂျာဘဝင်ငွေရဖို့အတွက်လက်ဖက်ရည်ဆိုင်မှာဖောင်မပြေးတတ်တဲ့သူတွေကိုငွေနှဲငယ်ယူကကူညီနေတတ်ပါတယ်။ထို့ထဲမှာအန်တိုနီဆိုတဲ့သူကချင်းဝင်2သိန်းလိုချင်ပေမဲ့အပေါ်ပစ္စည်းမပါပဲစိတ်ကဲလန့်ကျင်သာထုတ်ပေးတာကြောင့်မရနိုင်ကြောင်းညင်လိုက်ပါတယ်။ဘတ်စကားအင်ပြန်တဲ့လမ်းမှာလူအများစုကလိုက်ရှာနေတတ်ပြီးချစ်လို့တော့မဟုတ်ပဲအကျိုးတင်နေလို့ဖြစ်ပြီးတချို့ကိုယူပြီး1000နဲ့အော်နေတဲ့လူကို1500အပြင်လမ်းရှိမှာပေးရလိုက်တဲ့ပါတီဆိုတဲ့သူကသူ့ပတ်စံပြန်မပေးရင်တတ်မဲ့တကယ်ချင်းချောင်းနေတတ်ပါတယ်။ဘတ်စကားနေတဲ့ဘုံမေကအိမ်မှာတော့အင်ဂျင်နီယာကျောင်းတက်နေတဲ့ညီလေးရဲ့ရိုးရိုးပွဲယူကိုလုပ်နေတဲ့ညီမလေးရဲ့ရှိပြီးအမေကတော့ငငယ်တဲကဆုံးသွားခဲ့ပါတယ်။အဖေဖြစ်သူကူမဟာတစ်ချိန်ကဘုံမေမျိုးရဲ့နာမည်ကြီးစင်းကန်တယောက်ဖြစ်ပေမဲ့တငယ်ချင်းတွေနဲ့စီးပွားရေးလုပ်ရင်အလိန်ခံလိုက်ရတဲ့စိတ်ကြောင့်လေးဖြတ်သွားပြီးအဲ့ဒီအချိန်ကစကားလည်းမပြောတော့ပါဘူး။အခုလိုစင်းရဲမွဲနေတဲ့လူတယောက်ကိုမိသားစုနဲ့ဆန့်ကျင်ပြီးလက်ထပ်ခဲ့တဲ့သူကတော့သူ့ရဲ့ခွန်အားဖြစ်တဲ့ဇနီးကျော်စုမာတီဖြစ်ပြီးသူမဟာတနေ့ကွန်ဆုံဆိုင်လေးဖွင့်ဖို့စိတ်ကူးရင်နေသူဖြစ်ပါတယ်။နောက်ရက်သားဖြစ်သူကတင်းတဲ့အတူရောက်ဝဖြစ်သူသားရဲ့မွေးနေ့ပွဲတွက်ဖို့ပြင်နေခဲ့ပေမဲ့မွေးနေ့လက်ဆောင်ပေးဖို့တော့မရှိတာကြောင့်အယုတ်ကြီးပြန်ဝင်ပေးမယ်လို့ဆိုကသားဖြစ်သူရဲ့အယုတ်လေးကိုလက်ဆောင်ပေးလိုက်ပါတယ်။ထိုအခါဖွားဖြစ်သူကဆင်းရဲလုံးနဲ့ဘတ်စကားကိုထားခဲ့ပြီးမိဖြစ်သူနဲ့အတူအိမ်ပြန်လာဖို့ခေါ်တဲ့အပြင်အကိုဖြစ်သူကလမ်းပြပေးမယ်လို့ဆိုပါတယ်။ဆင်းရဲပေမဲ့မာနရှိတဲ့စုမာတီတယောက်သူကလေးကိုမေကြီးကနှိမ်နေတာကိုမြင်လိုက်ရတဲ့အခါစိတ်ဆိုးပြီးယောက်ျားနဲ့ကလေးကိုခေါ်ကထွက်လာခဲ့လိုက်ပါတယ်။အပြန်ပိုင်းစာလုံးမုတ်ဝယ်စားပေမဲ့ပတ်စံမလောက်ဖြစ်နေတဲ့အချိန်သဘောထားပြေးွားတဲ့ဆိုင်ရှင်ကမုတ်3ခုပေးလိုက်ပါတယ်။မုတ်တစ်ခုတည်းနဲ့ဘိုင်းမွားတဲ့သားလေးကိုသူ့မုတ်ကိုပါပေးလိုက်တဲ့အချိန်စုမာတီငိုနေတာကြောင့်ကလေးကိုပါထုတ်လိုက်ရပါတယ်။စုမာတီဟာအမျိုးတွေကသူတို့ကလေးကိုသဘောမကျတာဟာဆင်းရဲလုံးလို့ဖြစ်ပြီးချီးငွေနဲ့ဆိုင်ကန်းလေးဖွင့်ကပတ်စံရှာခြင်းတဲ့အကြောင်းပြောနေခဲ့ပါတယ်။နောက်တစ်နေ့ဘတ်စကားလက်ဖေးဆိုင်မှာထားနေတော့အန်တိုနီဆိုတဲ့သူထက်ရောက်လာပြီးသူ့မိတ်ဆွေကပတိန်အကူအညီနဲ့မလေးရှားကနေ TV အလုံး30တင်သွင်းလာခဲ့တာကြောင့်ပစ္စည်းရောက်ရင်ငွေပြေးချေရမှာဖြစ်လို့ပတ်စံ2သိန်းချီးငွေပေးရင်3ချက်တိုးပေးမယ်လို့ပြောပါတယ်။နောက်ရက်ဖះเจ้าကအပြန်အချွေးချင်ပါတီနဲ့တွေ့ကသူ့အကျွေးပြန်မဆက်လို့လူကြားတဲ့အော်ကြီးဟစ်ကျဲပြောပြီးနောက်ဆိုင်ငယ်ကိုယူကထွက်သွားခဲ့ပါတယ်။ယာဒူတိုးပေးမဲ့ရက်ဖြစ်တာကြောင့်အလုပ်ကိုအမြန်ပြေးသွားခဲ့ပေမဲ့လက်ထောက်မန်နေဂျာယာဒူကိုတခြားလူကိုပေးလိုက်တာကိုမြင်လိုက်ရလို့စိတ်မကောင်းဖြစ်နေတဲ့ဘတ်စကားကိုဝိုင်းဝန်းနဲ့တိတ်ပေးနေခဲ့ကြပါတယ်။အလုပ်ကအပြန်တငယ်ချင်းနဲ့လက်ဖက်ရည်တောင်းနေတော့အန်တိုနီထက်ရောက်လာပြီးအကူအညီတောင်းနေခဲ့ပါတယ်။ထိုအခါဘတ်စကားကရောင်းရငွေရဲ့20%ကိုပေးရမယ်လို့ဆိုက2သိန်းထုတ်ပေးလိုက်ပါတယ်။ပတ်စံတွေကိုမြင်လိုက်ရတဲ့တငယ်ချင်းကဘယ်ကရလာလဲလို့မေးတဲ့အခါနောက်2ရက်နေအဖေကိုဆေးရုံတင်ပြီးတားကြောင်းလာကပေးရမှာဖြစ်လို့ဘန်ကနေခိုးခဲ့တာဖြစ်ပြီးအပြစ်ခံရရင်လည်းသူတယောက်တည်းပဲခံရမှာပါလို့ပြောနေခဲ့ပါတယ်။အိမ်ပြန်လမ်းမှာအန်တိုနီကအိန္ဒိယမှာလျှက်စစ်ပစ္စည်းဝယ်လို့ကောင်းနေပြီးအမျက်များမှာဖြစ်လို့စိတ်မပူဖို့ပြောပြီးထွက်သွားခဲ့ပါတယ်။တနေ့လုံးပေါ်မလာလို့ငွေတွေလိမ်ပြီးထွက်ပြေးသွားပြီလို့ထင်နေခဲ့ပေမဲ့အန်တိုနီနဲ့တငယ်ချင်းကအမျက်ငွေနဲ့အတူရောက်လာပြီးဝေစု2သိန်းခွဲပေးကသူ့ကိုယုံကြည်ပေးလို့ဘတ်စကားကိုကျေးဇူးတင်နေခဲ့ပါတယ်။နောက်ရက်သားဖြစ်သူတငယ်ချင်းမွေးနေ့မှာအန်တိုနီကဒူဘိုင်းကနေကား3စီးဝင်มาဖြစ်ပြီး UP 10သိန်းထည့်ရင်အမျက်4သာရမှာလို့ပြောနေခဲ့ပါတယ်။10သိန်းဆိုတာအရမ်းများတဲ့ပမာဏမို့ဘန်ကခိုးဖို့မလွယ်ဘူးလို့ညင်လိုက်ပေမဲ့အိမ်ပြန်ရောက်တော့တားဖြစ်သူကသူများမွေးနေ့ပွဲတက်ခဲ့ပေမဲ့သူမွေးနေ့တစ်ခါမှမလုပ်ဘူးလို့တငယ်ချင်းတွေကပြောင်းတာကိုငိုပြီးပြောပြနေတာကြောင့်ဘတ်စကာလည်းအန်တိုနီကိုဖုန်းခေါ်ကပတ်စံရစီရမယ်လို့ဆိုပါတယ်။ဘန်ကိုရောက်တဲ့အခါဆမ်ဘာကိုအလုံခန်းမန်နေဂျာကိုဖုန်း10မိနစ်ထိခေါ်ပြီးအချိန်ဆွဲခိုင်းနေတဲ့အချိန်ပတ်စံ10သိန်းခိုးပြီးစိတ်ကဲမှာစောင့်နေတဲ့အန်တိုနီစီပေးလိုက်ပါတယ်။နိုင်ငံခြားကလာတဲ့ကားတွေဖြစ်တာကြောင့်ဂိုအာပြည်နယ်ကတထေးစီပို့ရမှာဖြစ်ပါတယ်။လမ်းမှာစစ်ဆေးရေးဂိတ်တွေမှာဖမ်းခံရနိုင်တဲ့အတွက်အစိုးရကနာမည်ပြားတွေတက်ခါတရောင်းစားတွေကိုဝင်ကြီးဟန်ဆောင်ခိုင်းလိုက်တဲ့အတွက်
အောင်မြင်မြင်နဲ့ရောင်းလဲရပြီး UP 2သိန်းအမြတ်ရလိုက်ပါတယ်။နောက်ရက်ခိုးထားတဲ့ပတ်စံပြန်သွားထားဖို့ဘဏ်ကိုလာတဲ့အခါအသစ်ခန့်လိုက်တဲ့မန်နေဂျာကငွေကြေးလိမ်လည်မှုကြောင့်ဖမ်းခံလိုက်ရပါတယ်။သူခိုးထားတဲ့ပတ်စံကိုပြန်ထည့်ဖို့အတွက်စရင်က40လားလို့မေးတဲ့အခါ50လို့ပြန်ပြောလိုက်ပါတယ်။ထို့နောက်ပတ်စံတွေပြန်ထည့်ဖို့ခီးဆောင်အိတ်ကိုဖွင့်ဖို့လုပ်နေတဲ့အချိန်ဘဏ်ကြီးကရောက်လာပြီးစစ်ဆေးတဲ့အခါအင်ကြီးတွေပဲရှိနေခဲ့ပြီးပတ်စံတွေဟာပြန်ထည့်ပြီးသားဖြစ်နေခဲ့ပါတယ်။နောက်တစ်နေ့ရိုးသားချိုးသားတဲ့ဘတ်စကားကိုဥက္ကဋ္ဌကခေါ်ခိုင်းလိုက်ပြီးကိုပါလာရုံးခွဲ ATM ရာလူတိုးပေးလိုက်ကလစာက19500ရမှာဖြစ်ပြီးတခုခုလိုချင်တာရှိလားလို့မေးတဲ့အခါသူအရန်လိုချင်နေတဲ့ကားကိုတောင်းလိုက်ပါတယ်။ကားနဲ့ပြန်လာတဲ့ဘတ်စကားကိုသူမိမကအန်အောကြီးစွာနဲ့ကြည်နေတဲ့အတွက်လက်ထောက်မန်နေဂျာရာလူတိုးသားပြီးဖြစ်ကြောင်းပြောပြီးဖတ်လိုက်ပါတယ်။ဇလန်းကအခုမှစမှာဖြစ်ပြီး CBN အရာရှိလက်စမန်ရောကဘတ်စကားရဲ့ဘဏ်စရင်းကိုကြည်နေတဲ့အချိန်တာမန်ဝန်ထမ်းတယောက်ရဲ့ဘဏ်ထဲမှာ UP 100ကလေးရှိနေတာကိုမြင်ပြီးလန့်သွားပါတယ်။ရာလူတိုးပြီး6လအတွင်း UP 19500ဝင်ခဲ့တာဟာဘာမှမဖြစ်ပေမဲ့နောက်ပိုင်းငွေပမာဏအများကြီးအတွက်မေးခွန်းထုတ်လိုက်ပါတယ်။ဒီအဖြစ်အပျက်တွေဟာလွန်ခဲ့တဲ့2နှစ်ကဥက္ကဋ္ဌကိုတိုင်ကဘဏ်အတွက်ငွေအမြောက်များမြုပ်နှံတတ်တဲ့ဟာရှာကိုဂရုစိုက်ဖို့ပြောနေခဲ့ပါတယ်။နောက်ရဟာရှာရဲ့လူယုံ Global ကုမ္ပဏီကဆူယာဆိုတဲ့သူဟာကာတာရီဘဏ်ကဘီယာနှစ်ခုကိုပေးလိုက်ပါတယ်။ဘီယာဆိုတာဘဏ်ပြေးသားဖြစ်ပြီးဘဏ်တစ်ခုကနေတစ်ခုကိုချီးငွေပေးတဲ့အခါပွဲစားရဲ့အကောက်ကနေတဆင်ပေးရတာဖြစ်တဲ့အတွက်ပွဲစားက 0.001 ကော်မရှင်ရပါတယ်။ဘတ်စကားဘဏ်ချီးငွေရဲ့တက်တန်းဟာနှစ်ဘက်ပဲရှိတာဖြစ်လို့ဆူယာကအချိန်ပိုကြနိုင်တယ်လို့ဆိုကလက်ထိုးလိုက်ပေမဲ့ဘတ်စကားကညင်းလိုက်ပါတယ်။လေးဘက်အကြာဆူယာကဘဏ်ချီးငွေလာဆက်တဲ့အခါဘတ်စကားကအချိန်ကိုလေးစားဖို့ပြောနေခဲ့ပြီးဝန်ထမ်းကိုမိတ္တူ2ဆောင်ကူခိုင်းလိုက်ပါတယ်။တဆောင်ပိုနေလို့ကြံခဲ့တဲ့ပြေစာကိုကြည့်နေရင်ထူးဆန်းတာတစ်ခုကိုသတိထားမိသွားပါတယ်။ဂရိုးဟိုက်ဘဏ်ကနေဟာရှာအကောက်ထဲလွှဲလိုက်တဲ့ငွေဟာကာတာရီဘဏ်ကိုရောက်ရမှာဖြစ်ပါတယ်။ချောင်းမလာတာကြောင့်အိုက်ဘဏ်ကမန်နေဂျာကိုတွားမေးတဲ့အခါလက်ကသိန်းချီတန်တဲ့နိုင်ကိုမြင်ပြီးဘဏ်တစ်ခုလုံးရောင်းစားခံလိုက်ရပြီဆိုတာသိပြီးပြန်ထွက်လာခဲ့လိုက်ရပါတယ်။ဟာရှာမဲရာဟာပတ်စံတွေနဲ့ဘာလုပ်နေတာလဲဆိုတာစုံစမ်းလိုက်တဲ့အခါဈေးနေတဲ့ကုမ္ပဏီရဲ့ရှယ်ယာတွေကိုမတက်မချင်းတူတွေကိုဝယ်ခိုင်းလိုက်ပြီးသူလိုချင်တဲ့ဈေးရတာနဲ့သူ့ရှယ်ယာတွေအကုန်ရောင်းကအမြတ်ရအောင်လုပ်ပါတယ်။ဘဏ်ရဲ့ချီးငွေကိုယူပြီးရှယ်ယာဈေးကွက်ကိုကစားကငွေပြငွေမဲခွာချတာဟာကြီးလေးတဲ့အပြစ်ဖြစ်တဲ့အတွက်ဘတ်စကားဥက္ကဋ္ဌစီတိုင်ဖို့အိမ်ကိုပြန်လာကဖုံးဆက်လိုက်ပါတယ်။ထိုအချိန်သားဖြစ်သူကကျောင်းကသူ့တငယ်ချင်းကချောကလက်ခိုးစားတာမတိုင်ရင်တဝက်စားရမယ်ဆိုကလူလေကျလာတဲ့စကားကြောင့်အတွေးတစ်ခုရလာပြီးဥက္ကဋ္ဌစီမတိုင်တော့ပဲဆူရစီဖုံးပေးခိုင်းလိုက်ပါတယ်။ထိုအခါဆူရကတီးတန့်တွေးကျင်တယ်လို့ဆိုတဲ့အတွက်အရက်ဘားတစ်ခုအယောင်ငွေဘယ်လောက်ပေးရမလဲလို့ဆိုကချက်လက်မှတ်ထိုးပေးလိုက်ပေမဲ့ဖျက်ပစ်လိုက်ပါတယ်။သူ့ကိုယ်သူရောင်းစားရင်တော့ကိုယ်တိုင်ဈေးသတ်မှတ်ရမယ်လို့ဆိုကဗန်ပြေသားရဲ့100%နဲ့လုံနေတဲ့ရှယ်ယာတွေရဲ့မဝယ်ခင်နဲ့မရောင်းခင်သတင်းပေးရမယ်လို့ဆိုကသဘောတူညီမှုရသွားခဲ့ပါတယ်။အဲ့နောက်ပိုင်းဆူရပြေစာလာပေးရင်ချီတော်မကြီးပဲထုတ်ပေးခဲ့ပြီးကားထဲမှာအရင်ကပေးခဲ့တဲ့လက်ဆောင်ကိုကြမယူပဲဘာလို့အခုမှပြောင်းလဲသွားတာလဲလို့ဆူရကမေးလိုက်ပါတယ်။ဘတ်စကားဟာအပေးယူလုပ်တယ်ဆိုတာအမြဲအသာစီးရနေရမှာဖြစ်ပြီးဒီကိစ္စပေါ်သွားရင်သူကအလုပ်ပြုတ်ပြီးမင်းတို့လုပ်တဲ့ project တစ်ခုလုံးပျက်စီးသွားနိုင်တယ်လို့ဂရုစိုက်ဖို့မှာလိုက်ပါတယ်။ဘတ်စကားဟာရလာတဲ့ငွေမဲတွေကိုငွေဖြူပြောင်းဖို့ကျွမ်းကျင်တဲ့အန်ဝါဆိုတဲ့သူစီကိုတွားလိုက်ပါတယ်။25သိန်းကိုမြန်မြန်ငွေဖြူပြောင်းဖို့ဆိုရင်ထီထိုးရမှာဖြစ်ပြီးကော်မရှင်400%ပေးရင်ထီပေါက်ကတန်းအမှန်ပေးတဲ့သူစီရင်းနှီးလိုက်ပါတယ်။နောက်ရက်သတင်းစာဖတ်တော့သူထိုးထားတဲ့ထီပေါက်လို့ထားအောင်နေခဲ့ပါတယ်။လောဘအတော်မတတ်နိုင်တဲ့ဘတ်စကားဟာရထားတဲ့18သိန်းကိုစူရကိုမေးပြီးရှယ်ယာဝယ်လိုက်တဲ့အခါ10စားလောက်မြတ်သွားခဲ့ပါတယ်။နောက်ရက်ညီမလေးမင်္ဂလာဆောင်ပွဲရှိလို့အဝတ်စားနဲ့ရွှေအတွက်ငွေ3သိန်းသုံးဖို့ပြင်လာခဲ့ပါတယ်။ရွှေတန်ရောက်တော့ကားစုံနဲ့လာလို့ကားပါကင်ကိုကိုယ်တိုင်ထိုးခိုင်းလိုက်ပြီးသူများတွေလိုချိုးရတော့မချပေးပဲရေလဲသွားတော့ခိုင်းပါတယ်။စိတ်ဆိုးသွားတဲ့ဘတ်စကားဟာဘဏ်ကနေပတ်စံထုတ်လာခဲ့ပြီးအကြီးဆိုင်ကိုဝင်ကအကောင်းစားတွေဝယ်ပေးလိုက်တဲ့အပြင်16သိန်းတဲ့ကားကိုဝယ်လာကထိုးရွှေဆိုင်ကိုပဲပြန်သွားခဲ့ပါတယ်။ရွှေဆိုင်ရောက်တော့စူမာတီကြိုက်ကြိုက်မကြိုက်ကြိုက်ကောင်တာတစ်ခုလုံးကို350ချိုးဖို့3ကဝယ်လိုက်ပါတယ်။အန်ဝါဆိုတဲ့သူကထီလာတိုင်းပေါက်နေတာဟာမတင်ကားစရာဖြစ်လာနိုင်လို့စူမာတီဖြစ်ချင်တဲ့စားတောက်ကိုကုမ္ပဏီကိုထောင်းကငွေဖြူပြောင်းလဲဖို့ပြောနေခဲ့ပါတယ်။ငွေမြောင်များရှိလာတဲ့ဘတ်စကားဟာထင်းတိုင်းကျဲလာခဲ့ပြီးမောက်မာလာခဲ့ပါတယ်။ညတိုင်းရက်တော့ပြီးနောက်ကျမှပြန်တယ်လို့သူကားကြောင့်ရေကြောပိတ်တယ်လို့ဆိုတဲ့အတွက်လမ်းမှာရှိတဲ့အိမ်တိုင်းကို UP 950လာတိုင်းပေးမယ်လို့ဆိုကသူကားကိုရထားလိုက်ပြီးလက်တစ်ခုလုံးကိုတလဲသွားပြောင်းလိုက်ပါတယ်။စူမာတီကိုလည်းအော်ဟစ်လာတယ်လို့လုပ်ပေါ်ကံမတ်တွေကိုလည်းမတူမတန်တယ်လို့ဆက်ဆံလာခဲ့ပါတယ်။ညဘက်ဘတ်စကားအိမ်ပြန်လာတော့လမ်းမှာပါတီးဆိုင်ငယ်နဲ့တိုက်မိမလို့ဖြစ်တာကြောင့်ဒီလမ်းဟာသူ့လမ်းလို့ဆိုကဆိုင်ငယ်ကိုရိုက်ခွဲလိုက်ပါတယ်။ထိုအချိန်စူမာတီထွက်လာပြီးဘတ်စကားရဲ့လုပ်ရက်တွေဟာမကောင်းတဲ့အပြုမှုလို့ပြောတဲ့အခါစူမာတီရဲ့ဖွင့်ထားတဲ့ဆိုင်နဲ့အိမ်သုံးဆောင်တွေဟာမကောင်းတဲ့သူပေးထားတာဖြစ်ပြီးကျေးဇူးတည်တတ်အောင်လို့ပြောလိုက်ပါတယ်။နောက်ရက်ကာတာရီဘဏ်မန်နေဂျာရောက်လာပြီးဘဏ်ပြေစာတွေကိုကြည့်လိုက်တဲ့အခါအတုတွေဖြစ်နေပြီးဂရေ9000ကျော်အထိရှိနေတဲ့အတွက်ဖော်ထုတ်ခံလိုက်ရရင်စတော့ရှယ်ယာစုကပျက်စီးကအိန္ဒိယရဲ့စီးပွားရေးပြိုလဲသွားမှာဖြစ်ပါတယ်။ထိုစိတ်နဲ့ပြန်သွားတဲ့မန်နေဂျာဟာနေရာမှာနှလုံးရောဂါနဲ့ဆုံးသွားတာကိုမြင်လိုက်ရတာကြောင့်ပြေစာတူအလုပ်တဲ့ဆူယာနဲ့တွေ့ပြီးဒီလောက်နဲ့ရက်ရအောင်လို့ပြောပေမဲ့လူတစ်ယောက်တေုံနဲ့ရက်လို့မရတော့ဘူးလို့ပြောကထွက်သွားခဲ့ပါတယ်။နောက်ရက်စူမာတိမိဘတွေရောက်လာပြီးအကိုဖြစ်သူက HM ရှုံးပေါ်လို့350
လည်းလာချီးနေခဲ့ပါတယ်အမေကဘတ်စကာဟာသူ့ပတ်စံတွေကိုမောင်နှမတွေအတွက်ပဲသုံးနေခဲ့ပြီးကိုမိသားစုကိုကြမပေးတော့ဘူးလားလို့မေးလိုက်ပါတယ်စိတ်တူသွားတဲ့ဆူမာတီဟာသူတို့ရုံးကန်နေရတဲ့အချိန်ကမကူညီကြသလိုမကြီးဖြစ်သူဟာလည်းကားတစ်ကိုခွန်ကျွေးဖို့တောင်လက်တွန့်နေတယ်လို့ပြောကထွက်လာခဲ့လိုက်ပါတယ်ဝမ်းနဲ့နေတဲ့ဆူမာတီကဆိုင်ကားပစ္စည်းတွေကိုရိုက်ခွဲနေခဲ့ပြီးအခုလိုလောက်ရတာဟာသူ့အိမ်ကြောင့်မဟုတ်ပဲပြောင်းလဲသွားတဲ့ဘတ်စကာကြောင့်ဖြစ်ပါတယ်ထိုအချိန်အိမ်ထဲမှာစကားတစ်ခွန်းမှမပြောခဲ့တဲ့အဖေကဘတ်စကာလို့ခေါ်လိုက်ပြီးစကားပြောချင်တယ်လို့ဆိုတဲ့အတွက်အံ့ဩသွားခဲ့ကြပါတယ်တစ်ချိန်ကအဖေကနမဲကြီးစင်းရဲကန်တယောက်ဖြစ်လို့လူအများမှာတယောက်တည်းပေါက်နိုင်တဲ့ထီရဲ့9 UP တန်မုတ်ကို900 UP နဲ့ဝယ်တဲ့သူရှိတယ်လို့ပြောတာဟာငွေမဲလုံနေတာမလားလို့ပြောကရက်သိတဲ့အချိန်မှာရက်တန်ဖို့ပြောလိုက်ပါတယ်စူမာတီရဲ့မုတ်လုပ်ငန်းဟာလည်းအလင်းကြားဆိုတာတည်သွားတဲ့အတွက်ငကိုတဲကအစင်မပြေတဲ့အိမ်တော်ကြီးဟာပိုဆိုးသွားခဲ့ပါတယ်တင်ကန်းစာရသွားတဲ့ဘတ်စကာဟာစူရရဲ့ပြည်စာတွေကိုဖျဲကအထက်လူကြီးတွေရဲ့အမိန့်ကိုပါဖီဆန်လာခဲ့ပါတယ်နိုင်ငံခြားကညီလေးနဲ့ညီမလေးကိုလည်းတိုက်ခန်းဝယ်ပေးလိုက်ကရောက်ဖကိုလည်းငွေချီးပေးလိုက်ပြီးတငယ်ချင်းဆံမာကို10%ခွဲပေးခံလိုက်ပါတယ်အရင်ပုံစံတိုင်းပြန်နေခြင်းတဲ့အတွက်လောက်ဘကန်မတ်တွေနဲ့ပါတီကိုလည်းစံငယ်တစည်းလက်ဆောင်ပေးကတောင်းပန်လိုက်တဲ့အတွက်မိမနဲ့အိမ်တော်ကြီးဟာလည်းပြန်လဲဆင်ပြေလာခဲ့ပါတယ်နောက်ရက်ဘတ်စကာရုံးပြတ်တတ်တဲ့အခါစူရရဲ့ပြည်စာတွေကိုမရှင်းပေးလို့ဂျီအန်ကခေါ်ပြီးမမထန်ထန်ပြောလို့လုံရမ်းရဲ့ကိုယ်တိုင်လက်မှတ်ထိုးပေးလို့ဆိုကအနှုတ်ထွက်စာတင်လိုက်ခါလှုပ်ထွက်လိုက်ပါတယ်ဘန်လုပ်ငန်းကထွက်ပြီးအေးချမ်းချမ်းနေနေတဲ့ဘတ်စကာကို CBI အရာရှိကစစ်ဆေးဖို့ခေါ်လာခဲ့ပါတယ်အရာရှိကတက်စင်ကန်နဲ့ရှိနေတော့ဖမ်းဖို့တက်တယ်မရှိပေမဲ့ report တစ်ခုထုတ်ကအကောင့်တစ်ခုလုံးပိတ်ပြီးဘဝပြအောင်လုပ်မယ်လို့ချိန်ချောက်လိုက်ပါတယ်အခုလိုဖြစ်မလာစေချင်ရင်ဟာရှအကောင့်ထဲမှာသူ့ပိုင်ဆိုင်သမျှဂရေတရားကိုလွှတ်ပေးပြီးဘန်ကို FBI တွေလာစစ်ဆေးရင်ဘယ်သူမှတန်တရားဝင်မှာမဟုတ်တော့ဘူးလို့ဆိုပါတယ်ခဏကြာဥက္ခရာကိုရရောက်လာပြီးသူတာဝန်ယူမယ်လို့ဆိုက CBI အရာရှိတွေကိုပြန်လွှတ်လိုက်ပါတယ်ဘတ်စကာကိုယာရုတိုးပေးတာဟာပြေစာအထုတွေနဲ့ဗန်ချီးငွေယူတာဟာပြစ်မှုမြောက်တဲ့အတွက်ဂျားကန်အဖြစ်အသုံးချလိုက်တာလို့ဒေတို့ပြောလိုက်ပါတယ်ဘတ်စကာဟာဖြစ်မှန်ကိုရိပ်မိနေခဲ့ပြီးမာကရဘန်ရဲ့မူမှန်တဲ့လုပ်ရက်တွေကိုဘယ်ပန်ရှိစီသွားပြီးတိုင်တန်းတာဟာသူတို့ပါလာတာကြောင့်ဘတ်စကာရဲ့ငွေတွေနဲ့ဖြည့်ရှင်းဖို့ထိဖိအားပေးလာခဲ့ပါတယ်ငင်းလို့မရတာကြောင့်ငွေအလုံးလက်မှတ်ထိုးပေးလိုက်ပြီးလောင်းကစားကရတဲ့ငွေဟာလောင်းကစားမှာပဲပြန်ကုန်သွားတာလို့ပြောကဘတ်စကာထွက်လာခဲ့လိုက်ပါတယ်မိသားစုအနေနဲ့မရှိသေးခြင်းလို့ပန်းစံသမျှအလုံးပုံပေးသွားတာကြောင့်သူတို့ကိုတစ္ဆာဖောက်မှာမဟုတ်ဘူးလို့ဥက္ခရာကယုံကြည်နေခဲ့ပါတယ်နောက်တစ်ရက်ဘန်ကိုဆူရတယောက်ရောက်လာပြီးဘတ်စကာရဲ့ချက်လက်မှတ်နဲ့ငွေလာထုတ်နေခဲ့ပါတယ်ဂရေတရားတဲ့ချက်လက်မှတ်ဖြစ်လို့ GNC လာပြီးပြပေမဲ့ရှင်းပေးလိုက်ဖို့ပြောတဲ့အခါဘတ်စကာကလွန်ခဲ့တဲ့10ရက်ထဲကငွေကုန်ထုတ်ပြီးအကောက်ကိုပိတ်ထားလိုက်တာလို့သိလိုက်ရပါတယ်အကောက်ကိုဖေဖော်ဝါရီလထဲက update လုပ်ထားတာမလို့အတစ်ဖြစ်နေပြီးငွေကလည်းမပြောင်းလဲပဲဖြစ်နေတာဖြစ်ပါတယ်အခုတော့ဘတ်စကာတို့မိသားစုဟာအမေရိကန်ဘော့စတွန်ကိုသွားမဲ့လင်းရင်ပေါ်မှာဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပတ်ကမြို့ထဲကထွက်သွားဖို့အဖေးစီကအကြံဉာဏ်တောင်းတဲ့အခါလိမ့်လည်မှုအကြီးစားဖြစ်လို့နိုင်ငံခြားထွက်သွားတာကောင်းမယ်လို့ဆိုပါတယ်အမေရိကန်မှာတကယ်မြုပ်နေရင်တမိသားစုလုံးဂရွေးကက်ရမှာဖြစ်ပြီးနောက်9နှစ်နေရင်နိုင်ငံသားကက်ရမှာဖြစ်ပါတယ်နိုင်ငံခြားမှာယင်းနှိမ့်နှံဖို့အတွက်ငွေဖြူဖြစ်မှရမှာဖြစ်ပြီးဝင်ငွေခွန်ကစာလို့တဲ့အတွက်အဖေရဲ့အသည့်တွေကိုတုံးချလိုက်ပါတယ်အချောင်းစုံကိုတည်သွားတဲ့ CBI အရာရှိတွေကဘတ်စကာကိုဖမ်းဖို့အိမ်ကိုရောက်လာခဲ့ပေမဲ့စူမာတီချက်ထားခဲ့တဲ့ဟင်းတွေကိုလက်ဆောင်ထားခဲ့လိုက်ပါတယ်မာကရာဘန်ကနေဂရေတရားပျောက်သွားတယ်ဆိုတဲ့သတင်းကြောင့်ဥက္ခရာနဲ့ဂျီအန်အပြင် CBI လက်ရှမန်တော့ပါဝင်ပတ်သက်နေတဲ့ဆိုကဖမ်းဆီးခံလိုက်ရပါတယ်နောက်ဆုံးမှာတော့ဒေါ်လာ25သန်းတန်ဟိုတယ်ကြီးနဲ့ပျော်ရွှင်တဲ့မိသားစုလေးကိုပိုင်ဆိုင်သွားတာဟာဇနီးကောင်းစူမာတီရဲ့ပတ်ပုံးမှုနဲ့အတူဖခင်ရဲ့စကားကိုနားထောင်ခဲ့တယ်လို့ရက်တဲ့အချိန်မှာရက်ခဲလို့ဖြစ်ပါတယ်အခုမှစပြီးစူးစမ်းနေတဲ့လူငယ်တယောက်မို့အတန်ပိုင်းမှာအားနည်းချက်လေးတွေရှိသွားရင်နားလည်ပေးစီလိုပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးကူညီသွားခဲ့လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်